ကလေးတို့ပြောပြမှာတော့ဒီလေဘလုံးကောင်းလေးကလာတာတဲ့စကပုံလေးကိုဦးပြောပြမယ်ကမ္ဘာပေါ်မှာလူကြီးသမား6000ကျော်ရှိတဲ့ကလေးတို့ကြီးမြန်မာနိုင်ငံမှာတော့လူကြီးတန်း60ကျော်ပဲရှိတယ်အဲ့ဒီတည်းမှာကလေးလေးတယောက်ပါဝင်ဖြစ်တယ်ဒီတော့ကိုယ့်ရဲ့အတိုင်းမျိုးကလေးတွေမှာကိုကအတော်ဆုံးဖြစ်နေတာကိုကလေးတို့ကဘာမှဂုဏ်ယူရမရှိဘူးအဲ့ဒါဝလုံးကောင်းထဲမှာလာတာတယ်လို့ပဲခေါ်တယ်ကိုနေရာနဲ့ကိုကလူကောင်းပေါ့ဒါပေမဲ့အပြင်လောကနဲ့ရှင်းမယ်ဆိုရင်ကိုကတော့ဘာမှမဟုတ်ဒီစကုံလေးကကိုယ့်ကိုအထင်မကြီးကြဖို့ဘုံမင်းကြဖို့တတိပေးတာပဲဖြစ်တယ်ဝလုံးကောင်းထဲမှာလာတာနေလို့လောက်နဲ့လင်းလက်ထိန်လာပြီးဆိုပြီးတော့အဖြစ်နဲ့တော့မဖြစ်ဘူးကလေးတို့ရေလောကကြီးမှာကိုယ့်တဲ့သားသူတွေတပုံကြီးရှိတယ်သူတဲ့သူဇံကောင်းတွေလည်းရှိကြတယ်ဒီတော့ဘယ်တော့မှကိုယ့်ကိုတော်တော်တက်ဆုံးအမြင့်ဆုံးလို့မထင်နဲ့လောကကြီးထဲမှာအမြင့်ဆုံးဆိုတာမရှိဆက်ရတက်နေရအောင်မှာပဲကလေးတို့တက်နိုင်တဲ့လောက်ထိတော့ရောက်ဖို့တက်ရဖို့ပဲကလေးတို့ရဲ့ပန်းနိုင်ဆိုတာလည်းတစ်ခုပြီးတစ်ခုရက်သွားမှာမဖြစ်မဟုတ်ဘူးပန်းနိုင်ကဆင့်ကတိုးပြီးတော့လန်တရားမှာဖြစ်ပါတယ်ဘာပဲဖြစ်ဖို့ကွယ်လူရည်လို့ဖြစ်လိုက်ရင်ကိုလူတွေနေတိုင်းရဟောဒီကဘာကြီးတွေဆောက်တနေရမှာအကျိုးပြုနိုင်မှုလိုအပ်တယ်ကလေးတို့ဖြစ်အောင်ကြိုးစားမှာကတနေရာတွေမှာပဲကွက်ပြီးတော့နေရမလို့မဟုတ်ပါဘူးကလေးတို့ကကလေးတွေမဟုတ်ပဲအများတွေဖြစ်ရမယ်ဆိုတဲ့အလုံးမျိုးတာလုံးအောင်ပဲအများအတွက်ရှင်းတန်ကြတာတွေကဘရောမှမတည်ကြတော့ကလေးတို့ကြီးသူမရှိပေမဲ့သူ့နာမည်ကတော့သူသိဝါပေမဲ့သူ့နာမည်ကတော့ချင်ရင်နေခဲ့ပါပဲအများအတွက်လုပ်တဲ့လူတွေကသူသိဝါပေမဲ့နာမည်ကတော့အများအားချင်ရင်နေမယ်အဲ့ဒါကိုအားကြအတူလိုက်စားမှကလေးတို့